ပြည်နိုင်ငံဟိုချီမင်းမြို့မှာဦးဇင်းတို့ဒါမိုးပြန်ရထားစီးမှာဖြစ်ပါတယ်မက်ထရိုပေါ့နော်မက်ထရိုဒါစတေးရှင်းကိုဦးဇင်းတို့ကိုသွားနေတာဖြစ်ပါတယ်မနက်ပိုင်းဆိုတော့ဒါမြင်တဲ့အတိုင်းပဲဒီမှာဆိုင်ကယ်ကြီးကျမ်းပါအိန္ဒိယစတိုင်အိန္ဒိယဆိုင်ကယ်မှာကျမ်းပါဆိုင်ကယ်ဘောင်းဟာတောင်းဟိုထောင်ချီရှိရတယ်ဒီမှာဒါတစ်ဖက်ရှိသေးတယ်အဲ့ပါဒါမနက်မိုးနဲ့အလုပ်သွားဆိုင်ကယ်သမားတွေဘယ်လောက်များလဲတော့အိုးဒီမှာအကားတွေနဲ့တော့ဆိုင်ကယ်တွေနဲ့ကားတွေကလည်းပြည့်တယ်ပေါ့ဦးဇင်းတို့ကဒီ station ပေါ့နော်ဒီဘူတာရနေဦးဇင်းတို့စီးမှာယောစစ်စားအိန္ဒိယစတိုင်နော်ကဲရောဘူတာကိုတက်ပါပဲဦးဇင်းတို့ဒါတော့ high tea bus station ပေါ့နော်အဲ့ station ရနေဦးဇင်းတို့သွားမှာဖြစ်ပါတယ် high tea bus station ဒါဆရာလေးတွေဒီကမာကြီးလိုက်ပို့တာပေါ့နော်ကြိမ်မှာဦးတို့တက်မယ်ဒီမှာတက်လေကဟိုမှာတက်လေကနှစ်ခုလုံးတက်လို့ရဒါလိုင်း1ပေါ့ကဲဒါကတော့ပြည်내နိုင်ငံအတူတက်ပြောင်းလဲဘူးဟိုမှာဆိုလဲတော့ဝယ်စားလို့ရ automatically ကိုကင်းတို့ဒီကဝယ်ရမယ်တဲ့10ရာ1000တောင်း6တောင်းကဲကျွန်တော်ကဆက်စပ်မတိကလေးကျွန်တော်ကြွားကုတ်ဖြောင်းပေါ့1000ပဲပေးရပါတယ်ကဲဒါကြွားဦးဖြတ်လာပါပြီခင်ဗျာကျွန်တော်ဆက်သွားမယ်โอเคဒါအိန္ဒိယလို့ပဲစတိုင်ရတော့တစီထွက်ပါပြီဒါကဘူတာကဦးဇင်းတို့ဒါပြေးတဲ့လမ်းကျော်ရဲ့ပထမဆုံးနေရာကိုရောက်နေအောင်เนาะအောက်ထပ်မှာဖလို့ပစ္စည်းတွေထားတယ်ကားတွေထားဆိုင်ကယ်တွေထားတယ်ဒုရတက်မှာလက်မှတ်ဖြတ်တယ်တတိယတက်မှာဦးဇင်းတို့ဒါအခုဒီမှာတစီထွက်ပြီဒါပြည်နယ်မြို့ကြီးပြည်နိုင်ငံဒါဟိုချီမင်းမြို့ကြီးပေါ့နော်ဒါဦးဇင်းတို့ကဒါမြို့လေကောင်ဖြောက်သေးပါဘူးခုကဦးဇင်းတို့ကပြင်သစ်ကိုလိုနီနေရာကိုသွားပြီးလေ့လာဖြစ်ပါတယ်ကျန်တိုးတက်နေပြီဒါကြီးမြေဖို့ကဲရငရထားလာပါတော့မယ် arriving at platform 1 passenger please get ready for boarding ရမိုက်တယ်အစာအုပ်ကြီး between train and platform ရနိုင်ငံရတိုးတက်သွားပြီဒါအစာဝင်လာပါခင်ဗျာဒါတစည်းလို့အခုတစည်းဒီမှာလက်စစ်ရထားလက်စစ်နဲ့ HCMC Metro လူချက်ကတော့မပြောနဲ့ကျွန်တော်လိုင်းကလို့တိုးစီနေရတော့ပဲဒါကတော့ဟိုချီမင်းရဲ့ HCMC ဒါ Metro စီနေပါတော့ပြောသူရမ်းချက်တယ်တော့မနက်ပိုင်းအလုပ်ပြန်ဆိုတော့လုပ်ပြန်ဆိုတော့လူများတယ်ဗောနော်အဲ့လိုပြောကဲအပြင်ရှူလေးကတော့ရိုက်လို့မရတော့ဆင်းတယ်တန်တယ်အတက်ကများကြာကန်ပြီးဆိုတော့နှစ်ဘူးတောင်လောက်ဆိုလို့ရှင်တော့ပြီးပါပြီဦးဇင်းတို့ခီးစင်ကတော့ဆုံးပါပြီဒီကဆုံးပါတယ်ဦးဇင်းတို့ပြန်ဆင်းတော့ပဲဗောနော်ခီးစင်တထားလိုက်ဆုံးပြီခီးစင်ကတော့ပဲပါလားမသိကဲကားဘူရမှာလူတွေပြည့်နေတာသူကဆိုင်ကယ်တွေထားရတယ်နော်ဆိုင်ကယ်တွေထားပြီးတော့သူတို့ကနေရောယထာဘူရယထာတွေနဲ့သွားရတာပေါ့နော်
ACNC Metro တဲ့ချင်းမင်းမြို့ချင်းမင်းမြို့ဒီနိုင်ငံတောင်ဝိုင်းမှာရှိပါတယ်အော်နားဝင်ကြီးကတရားဦးတို့ဒုတိယတက်ဟိုပေါ်တော့လို့တက်ပြီးတော့လူကုန်းကိုကျော်တရားဦးတို့သွားမှနေမယ်ဒါကတော့ဘူတာယုံမှာဒီဘာလို့လဲပါတီစီယိုကြီးလုံနေပါလဲမသိဘူတာအောင်တော့ဝဲโอเคဆာအားဦးတို့ဘူတာအောင်ရဲ့တော်ရုံကြီးကဒီဘက်ကအကြီးရောနော်60ရာကြီးဘူတာရုံကြီးကဒါတုံးတမြောက်ဦးတို့ရအောင်လက်ထက်ကရထားဆွဲတယ်အောက်ထက်ကလက်မဖြတ်တယ်ဒီအပုံးတဲ့သူလက်မဖြတ်တာပဲပေါ့နော်ဒီတော့အခုသွားပါမယ်ဒါအော်တိုမက်တစ်ကလေးဝဲနေရပါဗီယက်နမ်တွေကရန်ဆင့်မြင့်သွားပြီရန်တိုးတော့ပါပဲဒါဆိုလက်မဖြတ်တဲ့နေရာတွေမှာစင်ကူစတိုင်ပဲရန်တိုးတက်ရန်ဆင့်မြင့်သွားပြီကဲဒီတော့အိန္ဒိယနဲ့အောင်နဲ့တာသွားတယ်စတိုင်ကအစာအုပ်တွေပါညာတွေကအိန္ဒိယကမျိုးပေါင်း30လောက်ရှိတယ်30ကျော်တာပေါ့နော်ဒီမက်ထရိုတော့မွေးရထားရှိတဲ့နေရာပေါ့ဒါကဒီဟိုနေ့မှာတော့ဗီယက်နမ်မှာတော့ဗီယက်နမ်မှာတော့ဦးဇင်းတို့ဟိုချီမင်းဟိုဒုတိယမျိုးတော်နဲ့ဟန်နွိုင်းပထမမျိုးတော်မှာရှိတယ်လို့ဦးဇင်းတို့ဒါအကြံမြင့်သိထားတယ်ပေါ့နော်အဲကြောင့်လို့ရန်တိုးတက်ခဏခင်ပြီးသွားပြီဆိုတော့ဘာပြောမှမသိတော့ဘူးလူတွေကလည်းရန်ဆင့်မြင်တယ်လူတွေကဟို online ပေါ်မှာပဲလုံးလုံးကြတယ် online နဲ့ပဲခါစစ်စတန်တွေဖြတ်တယ်ပြုတယ်ပါညာတယ်ကားငှားတွေရတယ်အရန်လွယ်တယ်ရန်ကုန်မှာကားငှားတာတွေခတ်တယ်တော့ပါဇက်နဲ့ပြောနေတာဒီကပါဇက်နဲ့ပြောတာမလို့ဘူးမနိုင်ငံနောက်ကဒီ online ကကြောက်လာတယ်ကနေခတ်တယ်ပေါ့နော်ကဲဒီမှာဦးဇင်းတို့ဒါမြေပြင်ကိုပြန်ရောက်သွားပြီနော်မြေပြင်ဒါလှိုင်နဲ့တက်လာတာနော်အခုမှမြေချင်းကတွေ့လားဦးဇင်းတို့အောက်ထဲတာမြေပေါ်မြေရောက်ရထားလိုက်မြေပေါ်ရထားလိုက်မြေပေါ်မြေရောက်သွားတာကဲဒါတော့ရောက်ပါပြီခင်ဗျာဟိုလေးကလည်းဦးဇင်းတို့ဘူတာယုံလေးအဲ့ဘူတာယုံဒီအောက်မှာဘူတာယုံရှိတယ်နောက်ကဒီစာအုပ်ကြီးပေါ့ဒီစာအုပ်ကြီးဒါဒီစာအုပ်လေးတိတ်သေးလေးပါအဲ့စာအုပ်လေးရအခုဒီထဲဝင်သွားတော့ရှိလို့ရှိရင်ဒီမှာဦးဇင်းတို့ကနေပြီးတော့ဘူတာယုံ3တက်အောက်မှာရှိတယ်မြေရောက်ဘူတာမြေပေါ်မြေရောက်ပေါ့နော်အဲ့ဒါကဦးဇင်းတို့ကြည်တာပေါ့ထဲရရင်ကြည်တာအခုတော့ပြင်းရရင်ကြည်ရဩဒီမှာဒါတော့ဝင်လို့မရဘူး sorry ဝင်လို့မရဘူးဒါကြောင့်ဒီမှာအခမ်းအနားတွေဘာတွေညာတွေပေါ့လောက်တာပေါ့နော်လောက်တာကိုဦးဇင်းတို့ကဒါပွဲကြည့်စင်သဘောမျိုးပေါ့နော်ပွဲကြည့်စင်သဘောမျိုးမှာ3ယောက်4ယောက်ပွဲကြည့်လို့ရတယ်အောက်မှာပါဗျာဘူတောင်နဲ့မဝင်ချင်းလဲဒီမြေပြင်ရကြည့်လို့ရဆိုတော့လောက်ထားခုနဒီဝိုင်းလေးဒါဘူတာရောကအလဲတက်မြင်နေရဒါလေးသေးလေးဟိုဘက်ကနောက်ဟာကြီးမဟုတ်ဘူးတော့ဒါလေးသေးလေးဒါလေးသေးလေးကဟာလာမြေအောက် ACMC ဒါယထာမြေအောက်ယထာဘူတာဗျာအောက်မှာ3တက်ကြီးအောင်ရှိတယ်ဦးဇင်းတို့မြေဘွားရင်လာရမြေအောက်ထဲပြန်ဝင်သွားပြီးတော့အခုဒီကနေပြန်ထွက်လာရတယ်ဗျာနောက်တက်ကြီးမဟုတ်ဘူးတော့ဒါလေးသေးလေးတော့တရားသေးလေးဒါပန်းချလက်တက်မှာလောက်တာကြည့်လားဒီမှာကြီးဟိုကမိုးမတက်ကြီးတွေဒါတော့ဦးဇင်းတို့ကဟိုချင်းမျိုးလေဦးဇင်းတို့ကရောက်နေပြီပေါ့နော်ညဦးဇင်းပြောတဲ့မှာတိုက်မြင့်ကြီးဒါကြီးတွေဟိုနည်းလို့ပေါ့ဒူဘိုင်းကတော့တိုက်ကြီးလောက်ထားဒါကတော့ဦးဇင်းတို့ဒီဆိုင်ကယ်တွေပေါ့ဒါခီးသွားတာပေါ့ဒါဆိုင်ကယ်တွေမှာထားခဲ့ပြီးတော့သူရထားစီးပြီးတော့သူသွားကြတာပေါ့နော်ကဲဟိုချင်းမျိုးတော့နောက်ပြီးတော့ဆက်ရပြအောင်ဒါပဲခင်ဗျာဒီဘူရာယုံလေးတွေမှာကြည့်ဒါလေးသေးလေးပါဒါလေးသေးလေးကဲကိုစိတ်နဲ့ဗျာကျမ်းမှာချက်မှလာပါစေလူရဲ့စားတာတုံးတော့ပြည့်စုံပါလေခင်းဖုံတော်တော်နိုင်ငံတော်တကြီးကိုတူကလက်တွဲပြီးတိဆောက်နိုင်ပါစေဗျာမြန်မာပြည်ဒါပဲပြောချင်ပါတယ်ဗျာ